ရင်ဆုံး Stanford တက္ကသိုလ်ကိုသွားပါပြီးရင်တင်ချာပါရဂူ PhD ဘွဲ့ရအောင်ရေလောက်ပါဒီလက်မှတ်တွေရဲ့ algorithm တွေကိုပြောင်းနိုင်ထွန်ပြီးတညလုံးတွက်ချက်ကြည့်ကြပါလို့ပြောချင်ပါတယ်ဒီလက်မှတ်တွေကိုငွေထုတ်ဆက်အဖြစ်ပြောင်းလဲခဲ့ကြသူများနံပါတ်1 formula တစ်ခုတည်းနဲ့ဒီလောကတစ်ခုလုံးကိုအနိုင်ယူခဲ့သူသူကတော့ဒီလောကရဲ့တဏှာကြီးနဲ့ဆိုလို့လဲလူတွေကတင်စားကြပါတယ်။တနည်းအားဖြင့်သူ့ကိုဒီလောကရဲ့ Danos လို့လဲခေါ်ကြပါတယ်။ဘာကြောင့်သူ့ကို Danos လို့ခေါ်တာလဲဆိုရင်တော့ Danos ကလက်ဖြောင်းတစ်ချက်တည်းနဲ့စัจ java ရာကြီးတစ်ခုလုံးကိုအနိုင်ယူခဲ့တယ်လို့ပဲဒီ Mandel ဆိုတဲ့လူကလည်းတင်ချာ formula တစ်ခုတည်းနဲ့ဒီလောကတစ်ခုလုံးကိုနိုင်ယူခဲ့တဲ့အတွက်ကြောင့်သူ့ကို Danos လို့တင်စားကြပါတယ်။ရိုမေနီးယားလူမျိုးစီးပွားရေးပညာရှင်တဦးဖြစ်ပြီးတင်ချာနီလန် mathematical formula ကိုအသုံးပြုခါဒီပေါက်အောင်လှုပ်ဆောင်ခဲ့ပါတယ်။ Australia နဲ့ UK တို့မှာ14ကျင်းတီကိုမှပေါက်ခဲ့ပါတယ်။သူကဒီကနန်းပေါင်းစပ်မှုတွေအားလုံးကိုဝေယူနိုင်တဲ့ယင်းနှမြုပ်နှံသူကိုရှာဖွေပြီးဒီလက်မှတ်တွေကိုတန်းနဲ့ချီဝယ်ယူခဲ့တယ်လို့လည်းသူကဆိုပါတယ်။ဒါကြောင့်မလို့အခုနောက်ပိုင်းမှာဒီ community တွေကဒီလိုမျိုးအစုလိုက်အပြုံလိုက်ဝယ်ယူတာကိုတားမြစ်တဲ့ဥပဒေထုတ်လိုက်ရတယ်လို့လည်းသိရှိရပါတယ်။တကယ်လို့တင်တော့လည်းသူ့လိုမျိုးထီပေါက်ချင်တယ်ဆိုရင်တော့ထီဆိုင်ကြီးတစ်ခုလုံးကိုပါကောက်ဝယ်လိုက်ဖို့အကြံပေးချင်ပါတယ်။နံပါတ်2ထီကိုအမြဲတမ်းတရမတ်ထဲထိုးသူသူကတော့အမေရိကန်နိုင်ငံသားဖြစ်ပြီး1993ခုနှစ်ကနေ2010ပြည့်နှစ်အတွင်းမှာထီကြီး9ကြိမ်ကိုမှပေါက်ခဲ့ပါတယ်။သူ့နာမည်ကတော့ Richard Leslie လို့လည်းခေါ်ပါတယ်။သူပေါက်ခဲ့တဲ့စုကြီးပမာဏကတော့အမေရိကန်ဒေါ်လာ1တန်းကျော်ထိရရှိခဲ့ပါတယ်။ဒီထီ9ကြိမ်ပေါက်ပြီးတဲ့နောက်မှာသူကိုယ်တိုင်က Learn how to increase your chance of winning the lottery ဆိုတဲ့စာအုပ်ကိုတောင်ရေးသားခဲ့ပါတယ်။ပြီးတော့သူကဒီလိုတောင်အကြံပေးထားပါတယ်။အကန်ကိုမယုံပါနဲ့ကနန်းကိုကိုယ်တိုင်ရွေးပါအမြဲတမ်းတရမတ်ထဲထိုးပါလို့လည်းသူကအကြံပေးခဲ့ပါတယ်တကယ်လို့တင်လို့လည်းသူ့လိုမျိုးဒီပေါက်ချင်တယ်ဆိုရင်တော့သူပြောတယ်လို့ပဲကံကိုမယုံပါနဲ့ကနန်းကိုကိုယ်တိုင်ရွေးပါသူများရွေးပေးတဲ့ကနန်းကိုမယူပါနဲ့သူများပေးတဲ့ကနန်းကိုလည်းသွားမယုံပါနဲ့ကိုယ်တိုင်ကနန်းကိုရွေးပါပြီးတော့အမြဲတမ်းတရမတ်ထဲထိုးပါလို့ပြောချင်ပါတယ် I am the one the way နံပါတ်3ဒီလက်မှတ်ရဲ့ algorithm ကိုကြိုတိနေတော့အမျိုးသမီးဒီအမျိုးသမီးကိုတော့လူအများကကမ္ဘာအကန်အကောင်းဆုံးအမျိုးသမီးလို့လည်းတင်စားခေါ်ကြပါတယ်ဒီမှာဟာ Stanford တက္ကသိုလ်က PhD တင်ချာပါရဂူရရှိထားတဲ့သူဖြစ်ပါတယ်တက္ကဆက်ပြည်နယ်မှာဒေါ်လာတန်းနဲ့ချီတဲ့အတီစုကြီးတွေကို၄ချိန်တိပေါက်ခဲ့ပြီးစုစုပေါင်းဒေါ်လာ20.4တန်းထိရှိခဲ့ပါတယ်ဒီမှာဟာတင်ချာပညာရှင်ဖြစ်တဲ့အတွက်ဒီလက်မှတ်တွေရဲ့ algorithm တွေကိုတွက်ချက်ပြီးတော့ဘယ်အချိန်မှာဘယ်ဆိုင်ကိုဒီလက်မှတ်တွေတောဝယ်ရမလဲဆိုတာသိနေတာလို့လူအများကယူဆကြပါတယ်ဒါကြောင့်တင်ချာပညာရှင်တွေနဲ့ဒီအဖွဲ့အစည်းတွေကသူ့ကိုစုံစမ်းစစ်ဆေးခဲ့ပူပါတယ်တင်တို့လည်းသူ့လိုမျိုးထီကိုမိုလိုမျိုးပေါက်ချင်တယ်ဆိုရင်တော့ပထမဆုံးတင်တို့လောက်ရမှာအရင်ဆုံး Stanford တက္ကသိုလ်ကိုသွားပါပြီးရင်တင်ချာပါရဂူ PhD ဘွဲ့ရအောင်ရေလောက်ပါဒီလက်မှတ်တွေရဲ့ algorithm တွေကိုပြောင်းနိုင်ထွန်ပြီးတညလုံးတွက်ချက်ကြည့်ကြပါလို့ပြောချင်ပါတယ်ဒီမှာဟာဒီလက်မှတ်တွေကိုတခြားလူတွေလိုမျိုးတဆောင်ချင်းမဝယ်ဘူးလို့လည်းဆိုကြပါတယ်တစ်ခါဝယ်တယ်ဆိုရင်အစုလိုက်အပြုံလိုက်ဝယ်တယ်လို့လည်းသိရှိရပါတယ်ဒါကတော့ဒီလိုအနေနဲ့သူ့ကိုအားကြတယ်ဆိုပြီးတော့လည်းတင်မှာရှိသမျှစုဆောင်းထားတဲ့ငွေတွေနဲ့ဒီလက်မှတ်တွေကိုတွားမဝယ်လိုက်ဖို့တော့အကြံပေးချင်ပါတယ်တင်ပါတယ်လို့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့ကြတဲ့သူတိုင်းကိုလည်းထူးကျေးဇူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ဖို့တော့တောင်းဆိုချင်ပါတယ်နောက်ပြီးတော့ Facebook ပေါ်မှာကြည့်နေတဲ့လူဆိုရင်တော့ကျွန်တော်ရဲ့ page ကို follow လုပ်ထားဖို့တော့ပြောချင်ပါတယ်အားလုံးပဲကံကောင်းကြပါစေအားလုံးပဲ bye bye ပါ